အားလုံးပဲမင်္ဂလာပါမတ်လ25ရက်ကနေပြီးတော့31ရက်နေ့ထိအင်္ဂါသားသမီးများရဲ့တပတ်စာကံစားတာကိုဟောကြားပြမှာဖြစ်ပါတယ်အင်္ဂါသားသမီးများဒီကာလမှာနာမည်ကိုယ်တိုင်တိုးတက်ခြင်းအဆက်အသွယ်ကောင်းများရခြင်းအကူအညီအထောက်ပံ့ကောင်းများရခြင်းနောက်ပြီးတော့လောက်အပ်ကန်ရတာအလွန်အဆင်ပြေနေခြင်းတွေနဲ့ကြုံရမယ့်ကာလလည်းဖြစ်ပါတယ်ဒီအချိန်မျိုးမှာဘာပဲလုပ်လို့အဆင်ပြေအောင်မြင်နေတဲ့ကာလလည်းဖြစ်ပါတယ်နောက်ထူးထူးခြားခြားကိုအောင်မြင်နိုင်တဲ့အချိန်လည်းဖြစ်ပါတယ်ဒါကြောင့်ရည်ရွယ်ထားသမျှကျွန်တော်တို့လုပ်ပါပြီးတော့ငွေလည်းအလွန်ရှုမဲ့အချိန်လည်းဖြစ်ပါတယ်ဒါပြီးတော့ဝင်ရုံးဝင်စဉ်ငွေရတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ထီပေါက်တို့လိုမျိုးနမကဲ့သို့မျိုးနမတို့လိုမျိုးပေါ့နော်မတင်မတဲ့နေရာကနေပြီးတော့ငွေတွေဝင်လာတဲ့အချိန်လည်းဖြစ်ပါတယ်ဒီလိုအချိန်မျိုးမှာကျွန်တော်တို့ဝယ်ဖို့မှန်းထားတာတွေဝယ်ဖို့အချိန်တွေပေးလာပါလိမ့်မယ်မတင်မဖက်နဲ့ကျွန်တော်ပစ္စည်းဥစ္စာတွေဝင်လာမယ်ဒါပေမဲ့တခုရှိတာမိသားစုကိစ္စမှာတော့တိတ်မကောင်းမိသားစုအတွေ့အမှာတော့စိတ်သဘောထားတွေကွဲလွဲနေမယ်တယောက်တစ်ပေါက်ပြနေတဲ့ခါလာလည်းဖြစ်ပါတယ်အဲ့တော့ဒီနေ့လည်းမနက်စောစောပါပေါ့ဘုရားလူစုစုသွားမယ်ဒီနေ့လာတောင်းမှာကျွန်တော်တို့ငွေတီးအသေးပေါ့9လက်လှူဒန်းပြီးတော့လူရစုတောင်းပါအဲ့လိုလူတန်းလိုက်မယ်ဆိုရင်ကိုယ်မှာကကဲနေတဲ့ကကဲပြီးတော့ကောင်းကျိုးချမ်းသာများဘုရားရရှိတော်မှာဖြစ်ပါတယ်ခင်ဗျာ